ဖေးစံမဲထိုင်တိုင်းပေဆိုင်မဲတော့ရှမ်းခောက်ဆွဲအမြဲမှာစားမိနေတဲ့သူတွေအတွက်လုံနည်းလေးကိုတင်ပေးလိုက်ပါတယ်ရှင်။ဒီဆုံးရှမ်းခောက်ဆွဲအနည်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်။စက်တုံဖြူနီခင်းညင်ဒီနဲ့စက်သားကိုတောက်ဆင်းထားလိုက်ပါတယ်။စက်တုံဖြူနဲ့အနီကိုစီသက်စနွေးမုံနဲ့ရောင်နှမုံတစုံထည့်လိုက်ပါတယ်။နွမ်းလာရင်ခင်းညင်ဒီရဲ့စားချုံမုံခယူစီအမျိုးဆက်မဆလာထည့်လိုက်ပါတယ်။ကြံညိုလေးလည်းထည့်လိုက်ပါတယ်။ဒီအနည်းကြပြီဆိုစက်သားလေးထည့်မှုလိုက်ပါတယ်။အနည်းကလေးရပြီဆိုတော့စီနီနဲ့စီဝါကိုလည်းပြင်ဆင်ထားလိုက်ပါတယ်။စီနီကတော့ငရုတ်သီးတဲ့ကိုစီချက်လေးလောင်းထည့်လိုက်ရပါပြီရှင်။ပြီးရင်ကြက်သားနှွင်ထားတဲ့အယိုးတွေကိုဟင်းတက်လိုက်ပါတယ်။ကျေပြုတ်ဖို့အတွက်ကြက်သွန်ဖြူနေခြင်းအရသာမုံလေးတွေထည့်ပေးရပါမယ်ရှင်။အားလုံးပြီးပြီဆိုရင်တော့ပွဲပြင်မှုအတွက်အရွက်ကလေးကိုပြုတ်ထားလိုက်ပါတယ်။ပဲငပိလေးလည်းထည့်ပါမယ်ရှင်။ပွဲပြင်အတွက်ခောက်ဆွဲကိုရေနွေးဖြောပြီးတော့စီဝါစီနီမြေပဲတော်ထောင်ကိုလည်းထည့်လိုက်ပါတယ်။ကြက်သားအနည်းချက်ကြံညိုပဲငပိအားလုံးကိုထည့်လိုက်ပါမယ်ရှင်။ချုံမုံစားရင်ချုံမုံလေးနည်းနည်းထည့်ပြုတ်ထားတဲ့အရွက်နဲ့နည်းနည်းပြီးကြက်သွန်မိတ်လေးတွေကိုထည့်ပြီးတော့မွေလိုက်ပါမယ်။ဟင်းရီကတော့ကြက်သွန်မိတ်နဲ့ငရုတ်ကောင်းလေးခတ်လိုက်ပါတယ်ရှင်။ဆိုင်ရတာတိုင်းစားကောင်းတာမို့စားကြည့်ပါနော်။